Hello, Minglava, Manava, Tajane, Nego, Bono, my key did set ya, my diggy and my one challenge, Navy, and then had a tappy basil to down and Shanna Nana Power about outbound, Nana about it, Shashi, Yati Twete, Don Yang Akonki, Gadonia Twete, not a Don Yang Akonki, Gadonia Twete, Chapter Go Giga, Go Twete, Go Le Chow Giga, Lee Twete, Don Shinga Giga, Don Twete, Don Shinga Giga, Don Twete, Nana Nicole Giga, Contrate. 305 ဂီဂါ309ထွက်တယ်168ဂီဂါဒီနေ့ညနေ8ထွက်တယ်ပေါ့နော်။ဒါနဲ့ထပ်ပေးသေးရဆိုရင်တော့204ဂီပါရှင့်။ဒါနဲ့ပိုင်းတည်တံ့ဂီရပြောပါဆိုရင်တော့305ပေါ့နော်။မဲ305ဂီပါပေါ့နော်။မထိမဖြစ်ပါဒီအပူကတော့ထားလိုက်ပါတော့နော်။305ဂီကမထိမဖြစ်305ပေါ့နော်။ဒါညီမဒီလောက်လေးပဲညီမစစ်ရတည်ပေါ့နော်။အဲ့မှာ305ခွန်3ကလုံးဝမထိမဖြစ်နေရပါတော့တကယ်တော့မနက်ပိုင်းလုံးမှရတယ်ဆိုရင်305ခွန်3နဲ့ပါကတ်ပါလို့ညီမကြံပေးပြစေရှင့်ကိုရှစ်အားထွက်ပြီးတိုင်းမှာဆိုရင်2ရက်အတွင်းမှာ4ခုပြိတ်လာပါတယ်အဲ့ဒါညီမတစ်ချက်ဒါကပေါ့နော်တစ်နှစ်စာကလန်ဒါပေါ့တစ်နှစ်အတွင်းပေါ့နော်ဖြစ်နေတဲ့ကလန်ဒါကိုရညီမစစ်ပြရပါမယ်နော်ဒီမှာ8ကိုပေါ့နော်8ကိုထွက်တယ်300က6လေးပြိတ်6လေးပြိတ်စင်းတယ်6 8ထွက်တယ်6လေးပြိတ်စင်းတယ်ပေါ့နော်4ပြိတ်စင်းတယ်8 9ထွက်တယ်6ပြိတ်စင်းတယ်မဲ6 8ထွက်တယ်မဲ6 9ပြိတ်စင်းတယ်ပေါ့နော်နောက်ဟာကြ6 8ထွက်တယ်4ပြိတ်စင်းတယ်နောက်6 8ထွက်တယ်9ပြိတ်စင်းတယ်ဒီမှာ6 8ထွက်တယ်9ပြိတ်စင်းတယ်ခုဒီမှာလည်း6 8ထွက်ထားတဲ့အတွက်ပေါ့နော်ဒါ2ရက်အတွင်းဆိုတော့နော်မနေ့ကလာခြင်းလဲလာမယ်ဒီမနေ့ကလာရင်ဖွင့်ရပေါ့နော်2ရက်အတွင်းမှာ6လေးပြိတ်ပါရှင့်6လေးပြိတ်လာပါမယ်ရှင့်ဈေးကွက်အရာဆိုရင်တော့4ခုချင်းရှိပါတယ်ဘိုင်းအနေနဲ့ဆိုမနေ့က4ကိုပို့ကြိုက်ပါတယ်ရှင့်နှစ်ခွန်ပြိတ်လည်းရှိရပေါ့နှစ်ခွန်ပြိတ်ကညနေကြိုက်ပဲဆိုပေမဲ့နှစ်ခွန်ပြိတ်ကို305ခွန်3နဲ့ကတ်ပေးထားပါတယ်ရှင့်အဲ့ဒါလေးကိုညီမကတ်ပြီးတော့လုတ်ပေးထားတာပေါ့နော်လုတ်ပေးထားတာက6ကွက်ထွက်ပါတယ်မနက်ပိုင်းမမီတဲ့သူတွေအတွက်ကန်ကောင်းကြပါစေရှင်ပို့စပြီးထိုးအောင်ပေါ့နော်နောက်ပတ်ညီမအဖွဲ့ဝင်ခေါ်ပါမယ်ပေါ့နော်ဗုဒ္ဓဦးမကျော်ပတိတစ်ခုရမယ်မွေးကနန်း2ကွက်ပါရှင်သူကဗုဒ္ဓဦးမကျော်ဆိုတာတနင်္လာနေ့ပိတ်တယ်အင်္ဂါဗုဒ္ဓဟူပေါ့နော်2ရက်အတွင်းပတိတစ်ခုရမယ်မွေးကနန်း2ကွက်ပါမယ်ဝင်ကြီးက1000ခွဲပါဖွဲ့ဝင်ချင်းသူတွေက9599830ဘိုက်ပါဒါမှမဟုတ်ဘူးဆိုရင်ဖုန်းပေါ့နော်အဲ့ရနေပြီးဟိုင်းပြီးတော့ငွေလွှဲပြီးတော့ဝင်လို့ရပါတယ်ရှင်အားလုံးပဲကန်ကောင်းကြပါစေညီမနာမည်ကညာပလဲဖြစ်ပါရှင်ညီမကို like and follow လေးလုပ်ရအောင်ရှင်အားလုံးပဲကန်ကောင်းကြပါစေ